မင်္ဂလာပါကျွန်တော်ရဲ့ Audible Football မြန်မာ YouTube Channel အားနေပြီးတော့ပြန်လဲကြိုဆိုပါတယ်ဗျာပြန်လဲကြိုဆိုပါတယ်ဆိုရင်အကြိုက်နေမှာပြန်လဲကြိုဆိုတာပါဗျာဘာလို့လဲဆိုရင်ကျွန်တော်လို့ရှိရင်လူကပဲဘယ်လိုပြောရမလဲစိတ်ချနေရပဲရင်းချက်ဖို့လူနေလို့မြင်ထင်တာပဲဘာလို့လဲဆိုကျွန်တော်လောက်မှဆိုလို့ရှိရင်ဆိုကျွန်တော်emotion ရမ်းများတယ်လို့မြင်ကိုဒါပေမဲ့လည်းကျွန်တော်လုပ်နေတဲ့ professional အလုပ်မှာတော့အလုပ်မဟုတ်ဗျဒါကအခုကကျွန်တော်ဝါသနာပါတဲ့ဘောလုံးကြောင်းနေပြောတယ်ဘောလုံးကန်တယ်ဆိုရဲကိစ္စနေမှာဘောလုံးနဲ့ပတ်သက်တဲ့ຢာလုပ်တဲ့အချိန်မှာတော့ကျွန်တော် emotion ရှိ emotion ခံအဲဆိုဘာလို့လဲဆိုတော့ကျွန်တော်အာဂျင်တီးနားကိုကျွန်တော်နိုင်စီချင်တာလေကျွန်တော်မက်ဆီဖန်ဆိုတော့ကျွန်တော်ပြောပြပေးထားပဲကျွန်တော်နိုင်စီချင်တယ်ဆိုတော့ဒါပေမဲ့ရှုံးသွားတယ်ဆိုတဲ့ခိုက်တာမှာအာဂျင်တီးနားကလည်းတစ်ဖက်တင်းကိုကန်နိုင်အောင်ကန်ဖို့အတွက်ခက်ကန်ရမှာပါအစကတည်းကလည်းစပြီးတော့ကမ္ဘာဖလားစကတည်းကအာဂျင်တီးနားကိုဒီလောက်ထိရောက်လာမယ်လို့မမျှော်လင့်ထားပဲနဲ့ရောက်လာတော့လည်းဘူးလူပွဲတပွဲပဲကြံနေဆိုတော့လည်းမျိုးလက်ချက်အများကြီးထားမိတော့ပါအဲ့အတွက်ကိုမျိုးလက်ထားတဲ့အတိုင်းဖြစ်လာတဲ့အခါကြာလို့ရှိရင်လူတွေကပင်ပန်းတက်ကြတယ်ပူပင်ပန်းတာပေါ့ဗျာထင်တာလိုတာထပ်ပူပြီးပူပင်ပန်းတယ်အဲ့ဆိုတော့ကျွန်တော်ကဒါပေမဲ့လည်းကျွန်တော်အစကတည်းကပြောပြီးထားပါပဲဒီကျွန်တော်နောက်ဆုံးလုပ်ခဲ့တဲ့ဗီဒီယိုမှာဆိုလို့ရှိရင်မက်ဆီကိုဂိုးဖြစ်တတ်မှတ်ဖို့ကသူ့မှာဘာမှထပ်မလို့တော့ဘူးလို့ပြောခဲ့ပြီးသားပဲဘာအစမှထပ်မလို့ဂုတ်ဖြစ်ပြီးသားပဲဒီမက်ဆီကတမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားဖြစ်ပြီးသားပဲသူ့လိုကစားသမားမျိုးကထပ်ပေါ်ဖို့အတွက်ခက်တယ်ဆိုပြီးတော့လည်းပြောခဲ့တယ်ရိုနယ်ဒိုကအနီးဆက်ဆုံးရိုနယ်ဒိုတော့မှမက်ဆီကိုမမီခဲ့ဘူးပေါ့အနီးဆက်ဆုံးပဲရောက်ခဲ့တာမက်ဆီရဲ့အခြေအနေတခုမရောက်ခဲ့ဘူးအဲ့လိုပြောခဲ့တယ်ဗျာတကယ်တမ်းလည်းမလိုပါဘူးမက်ဆီတော့ကတခြားအရာတွေအများကြီးမလိုပါဘူးသူမိတဲ့ကစားသမားဆိုပြီးတော့လည်းမရှိဘူးလို့ကျွန်တော်အနေနဲ့သတ်မှတ်ထားပါဗျာအဲ့ဟာကိုကျွန်တော်ဘေးနာပုံဝင်ခြင်းကပေါ်လာတယ်ပေါ့ဗျာတွေ့တော့ကျွန်တော် YouTube လုပ်နေတာကျွန်တော် TikTok မှာလည်းအဲ့ရဥစ္စာကိုကက်လုပ်ပြီးတော့တင်လိုက်တဲ့ချိန်ကျတော့ဘယ်လိုပြောတင်လိုက်တဲ့ချိန်ကျတော့သူတို့က TikTok မှာတော့မြင်တယ်ဗျကျွန်တော် YouTube မှာဒီလိုရှောက်ကြီးပြောနေတာတော့သူတို့မြင်ဘူးပေါ့ဗျာအဲ့ရဥစ္စာကျွန်တော်က TikTok မှာအဲ့ရအပိုင်းလေးဘယ်အပိုင်းလေးလဲဆိုဥမာမက်ဆီလိုကစားသမားမျိုးနောက်ထပ်10နှစ်100နှစ်ထောင်တော့မှပေါ်မလာနိုင်တော့ဘူးဆိုပြီးတော့ပြောတဲ့စကားရဲ့ပြကြလို့ရှိရင်ဆိုလက်ရှိမက်ဆီရိုနယ်ဒိုလိုကစားသမားမျိုးတော့မှမက်ဆီလိုအနေထားမျိုးမရောက်ခဲ့ဘူးဆိုတဲ့စကားရဲ့ပြောလိုက်တဲ့အချိန်ကျွန်တော်ဆရာသမားကြီးစပိန်ဖန်တွေပေါ့ဗျာစပိန်ဖန်တွေတော့မဟုတ်ပါဘူးဘလို့မက်ဆီနဲ့ကန်တဲ့အတင်းတိုင်းကိုလိုက်အားပေးနေတဲ့ဘော်ရာတွေပေါ့ဗျာစိတ်မဆိုးခြင်းတော့စိတ်မဆိုးခြင်းဟိုဟာလေးကျွန်တော်လာပြီးတော့ဟဲ့ချစ်နေဘလို့လဲတော့ညကျွန်တော်ရှုံးပြီးတော့နောက်နေတွေ့တော့လေလမ်းမှာတွေ့တော့အေးဆရာကြီးဘလို့လဲချစ်နေပါမက်ဆီကမ္ဘာဖလားရတော့အဲ့လားဂိုးဒန်ဘောရတော့အဲ့လားဘလူးဒီရောရတော့အဲ့လားလာပြီးတော့ကျွန်တော်အဲ့လိုပေါ့ဗျာစားလာလားကြောင်လာလားတိုက်ခိုက်တာလားမတည်ဘူးပေါ့ဗျာတရားမလားဒါပေမဲ့တော့တေချာတစ်ခုကတော့ကျွန်တော်ကတော့အဲ့လိုမျိုးပြောခံရတော့နည်းနည်းတော့စိတ်ထဲကတိကအောက်တော့ဖြစ်တာပေါ့ဗျာအဲ့ပြိုဗီဒီယိုမလုပ်ဖြစ်တာကျွန်တော်ရုံးရွှေ့နေဆိုတော့လေကျွန်တော်တို့မအားရည်လည်းပါတယ်ကျွန်တော်ဒီရဲ့ຢာတစ်ခုတော့ကျွန်တော်ဝါနာပါလို့ရဝါနာပါတယ်ဆိုတာဒီရဲ့ YouTube ဗီဒီယိုလောက်ရတာဝါနာပါတာတော့မဟုတ်ဘူးကျွန်တော်ဘောလုံးဝါနာပါတာအဲ့ဒါကြောင့်မို့ဒီရဲ့ဥစ္စာကိုကျွန်တော်က6တောင်းနဲ့ကျွန်တော်အသက်အရွယ်ရောက်ဆိုလို့ရှိရင်ကျွန်တော်6တောင်းနဲ့ကန်နိုင်တော့ပါဇက်နဲ့လည်းကန်နိုင်တော့အဲ့အတွက်ဘောလုံးကျွန်တော်ပါဇက်နဲ့ကန်မယ်ပေါ့ဗျာလေးနဲ့ကန်မယ်ပေါ့
အဲ့လိုမျိုးတွေးပြီးတော့ကျွန်တော် YouTube video လုပ်ဖြစ်တယ်ဆိုတာလေလုပ်ချင်လို့လုပ်တာပေါ့ဗျာသူကလည်းသူနောက်ပါတွေပဲဖြစ်လာကျွန်တော်လုပ်ချင်တဲ့ဟာကိုကျွန်တော်လုပ်နေရလို့ရှိရင်ပြီးတော့ကျွန်တော်ကအလုပ်တစ်ခုရှိတယ်ပြီးကြလို့ရှိရင်နောက်ထပ်ကျွန်တော်စိတ်ပါတဲ့အရာတစ်ခုကိုကျွန်တော်ပါနာပါတဲ့အရာတစ်ခုကျွန်တော်ထပ်လုပ်မယ်ပေါ့ဗျာဟွာကြီးပါကျွန်တော်နောက်ထပ်အသက်30လောက်အသက်မဟုတ်ပါဘူးနှစ်30လောက်လားကျွန်တော်နေရတော့ပုံမယ်ပေါ့ဗျာမလုပ်နိုင်မကိုင်နိုင်ဆိုရင်တော့နေချင်တော့ကျွန်တော် site ကိုတစ်ခုရှိရတာဘွားကြီးနဲ့ပတ်သက်ပြီးတော့ကြီးကြီးကျယ်ကြီးပြောမိပါဆိုလို့ပြောတော့ပါအောင်ထားလိုက်ပါကျွန်တော်စိတ်ပျော်အောင်မနေရကျွန်တော်စိတ်ချမ်းသာရင်ပြီးရောဆိုပြီးတော့ကျွန်တော်စိတ်ချမ်းသာတဲ့အလုပ်တွေပဲလုပ်တယ်ကျွန်တော်စိတ်ချမ်းသာတဲ့ကိစ္စတွေလုပ်ရင်းနဲ့တခြားလူတွေထိခိုက်တာတွေလည်းအများကြီးရှိခဲ့တယ်ဗျာအဲ့အတွက်လည်းတောင်းပန်ပါတယ်ဗျာတကယ်ရင်းနဲ့တေးရတယ်တောင်းပန်ပါတယ်ဒါပေမဲ့လည်းခုနကတော့ကျွန်တော်ပြောသလိုပဲကျွန်တော်မက်ဆီကိုမမီဘူးဆိုပြီးတော့ပြောတဲ့ချိန်မှာကျွန်တော်ဘော်ဒါပေါင်းတင်းနေရကျွန်တော်အဲ့လိုစားတယ်နောက်တယ်ပေါ့ဗျာစားတယ်နောက်တယ်ပဲမဲ့ယူလိုက်မယ်ဗျာသူတို့ကလာသူတို့ဘယ်လိုစိတ်နေပဲပြောပေါ့ဗျာအဲ့ချိန်ပြောချင်လို့ပြောပါစေတော့ဒါဟဲ့အဲ့လိုပေါ့စိတ်ထဲပွေမကြတော့ဘာမလုပ်ဆက်မလုပ်ဖြစ်ဘူးဗျာမလုပ်ဖြစ်ဘူးဆိုတော့ဒီနေ့လောက်ကုန်ခံလဲနီးနေပြီဆိုတော့လောက်ကလည်းနည်းနည်းပါနေတော့ကင်မရာဖိပြီးကင်မရာရှေ့ထိုင်လိုက်တယ်ဘာတွေပြောလို့ပြောမလဲတော့မသိဘူးဒါပေမဲ့ကျွန်တော်ပြောခဲ့တာတွေကတော့များသွားနေတယ်ဘလုံးပွဲတွေလည်းကြီးချင်နေပြီဆိုတော့ကျွန်တော်တော်များများကြီးဖြစ်တာကတော့ကျွန်တော် Premier League ပဲကြီးဖြစ်တာပေါ့ကြီးဖြစ်တာဆိုတော့ Premier League ကလည်းစားဖို့ကနောက်ထပ်3ပတ်4ပတ်လောက်ကျန်နေရဆိုတော့ဘာမှပြောစရာလည်းမရှိဘူး transfer တည်နေပဲပြောရမယ်ဆိုလို့ရှိရင်လည်းခုတလောကစာတော့တိတ်မဖတ်ဖြစ်အဲ့လိုဆိုတော့ဗျာဘယ်လိုလုပ်ရမယ်မသိဘူး Okay ဘာပြောလို့ပြောရမယ်မသိဘူးဆိုတာလည်းအဲ့ပေါက်တက်ကရောက်တဲ့ရလာပြောတာဗျာကဲနောက်နေ့မှကျွန်တော်ဆက်ပြောတာပေါ့ဘယ်လိုနေကျွန်တော်တွေးထဲမှာ Messi is the best ပဲတော့တမိုင်းတစ်လျှောက် Messi is the best Okay see you bye bye နောက်နေ့မှပေါက်တက်ကရပြောဒီနေ့လည်းပေါက်တက်ကရပြောကျွန်တော်ဗီဒီယိုမလုပ်ဖြစ်တဲ့အကြောင်းရင်းကစိတ်မပြောလို့အဲ့ဟာလာပြပြတာ bye bye thank you